ရှေ့ဗီဒီယိုတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ prompt engineering နဲ့ပတ်သက်တဲ့ business framework တွေကိုကျွန်တော်တို့နားလည်ခဲ့ပြီပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ advanced prompt တွေဘယ်လိုရိုက်ရမလဲပြီးတော့ structure တွေကဘာတွေလဲပြီးတော့ framework တွေကဘယ်လိုအလုပ်လုပ်တယ်ဆိုဒီဟာတွေနားလည်ထားလို့ရှိရင်ကျွန်တော်တို့က AI နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကကိုလိုချင်တဲ့အဖြေတွေပိုကောင်းတဲ့ရလဒ်တွေကိုကျွန်တော်တို့ရလာနိုင်မှာပဲဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့က the power of structure ဆိုတဲ့အကြောင်းလေးနည်းနည်းပြောအောင်ပါနော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ weak prompt ပေါ့နော်write about World 2ပေါ့နော်ဒီဟာလေးကိုကျွန်တော်တို့က ChatGPT မှာသွားပြီးတော့အစမ်းရိုက်ပြမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကဒါ World 2ရဲ့ပြီးတော့လို့ရှိရင်နှစ်ခုရှင်းပြမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဆိုလို့ရှိရင်ဒါ structure prompt လို့ပြောလို့ရတယ်ဒီတော့ကျွန်တော်တို့ကဒီနှစ်ခုကိုရှင်းကြည့်မယ်ရှင်းကြည့်ခါကြလို့ရှိရင်တိကျတယ်လို့မခံစားရဘူးဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ကတိကျတယ်လို့ခံစားရတယ် causes တွေbattery တွေနောက် civilian impact ဖြစ်တာတွေkey battery ပါမယ်ကျွန်တော်တို့ရိုက်လိုက်တဲ့ prompt အတိုင်းပဲသူကသွားတယ်ဗောနော်ဒါဆိုလို့ရှိရင်ဒီရိုးရိုးweak prompt ဖြစ်နေတယ်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ကစကားလုံးဘယ်လောက်ပါမယ်ဒီမှာဆိုလို့ရှိရင် focus main causes တွေကဘာတွေလဲ key battery တွေကဘာတွေလဲဗောနော်ပြီးတော့ civilian တွေဒီဟာမျိုးတွေအများကြီးပါတယ်ဒီဟာကကျွန်တော်တို့ရဲ့ power of structure ပေါ့ structure ရဲ့အားသာချက်ပေါ့နော်နောက်တစ်ပိုင်းကကြတော့ကျွန်တော်တို့ကဒီဗီဒီယိုလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ model 2မျိုးပြပေးမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် ICRE model foundation framework တစ်ခုပဲဒီမှာဆိုလို့ရှိရင် instruction ပါမယ် context ပါမယ် requirement example ပါမယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ instruction ပါတယ် instruction ဆိုတာကကျွန်တော်တို့က AI ကိုဘာလုပ်စေချင်တာလဲဆို summarize လုပ်စေချင်တာလား generate လုပ်စေချင်တာလားပေါ့နော်ဒါကို instruction လို့ခေါ်တယ်နောက်တစ်ပိုင်းကတော့ဒါICI ဖြစ်တော့ကြောင့်မလို့ C ကကြတော့ကျွန်တော်တို့ကbackground information တွေသူ့ကိုပေးရမယ် situation တွေဒါမှမဟုတ်လို့ရှိရင် topic အကြောင်း topic တွေပေးရမယ်ပေါ့နော်နောက်တစ်ပိုင်းကတော့ဒါ requirement အပိုင်းပဲဖြစ်သွားပြီပေါ့နော် requirement မှာပါရ rules တွေပါတယ်နောက် constraint တွေပါတယ်နောက် criteria တွေပါတယ် AI ကဘာကိုအောက်ပို့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်ဟာ follow လုပ်ရမလဲပေါ့နော်နောက်တစ်ပိုင်းကတော့ဒါသိပြီးသားဖြစ်တဲ့ example အပိုင်းပဲပေါ့နော်ဒီအပိုင်းမှာဆိုလို့ရှိရင် ICRE model အပိုင်းလေးသွားခဲ့တယ်ပေါ့နော်ဒီတော့ကျွန်တော်တို့က AI ကိုကျွန်တော်တို့လက်တွေ့စမ်းကြည့်မယ်ပေါ့နော် ICRE model ကိုကျွန်တော်တို့ကလက်တွေ့prompt တွေရိုက်ပြီးတော့ကျွန်တော်တို့စမ်းကြည့်မယ်အရင်ဆုံးကျွန်တော်တို့ဘာလုပ်မလဲဆိုလို့ရှိရင်အဲ့တော့ ICRE model နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကweak prompt တော့ကျွန်တော်မရိုက်တော့ဘူးဒီတော့ကျွန်တော်တို့ဘာရိုက်ကြည့်မလဲဆိုလို့ရှိရင်တစ်ခါတည်း frame နဲ့ကျွန်တော်တို့တွေ့ရိုက်ကြည့်မယ်ပေါ့နော်write a LinkedInပို့ဒါဆိုလို့ရှိရင်ဘာဖြစ်မလဲပေါ့နော်ဒါဆိုလို့ရှိရင်instruction ပေးတယ်အကြောင်းအရာအနေနဲ့ကဘာအကြောင်းအရာလဲပေါ့နော် AI2 ဘယ်သူတွေအတွက်လဲဆိုလို့ရှိရင် marketer ဒါကဘာဖြစ်မလဲဆိုလို့ရှိရင်ဒါ context ပေါ့နော်ပြီးသွားလို့ရှိရင်နောက်တစ်ပိုင်းကကြတော့ကျွန်တော်တို့ကwhat ဒီပိုင်းဆိုလို့ရှိရင်ကျွန်တော်ဒီကနေပြီးတော့ဒီထီကဘာဖြစ်မလဲပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ requirement တွေမှာပါမယ်အဲ့တော့နောက်တစ်ပိုင်းကကြတော့ကျွန်တော်တို့ example ပေါ့နော် here andဒါဆိုလို့ရှိရင်ကျွန်တော်တို့ example ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့စမ်းကြည့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ ICRE frame ကိုသုံးပြီးတော့ကျွန်တော်တို့ prompt ရိုက်လိုက်တယ်လေ့ကျင့်မှာများလာလို့ရှိရင်ဒီ framework တွေကမလိုတော့ဘူးပေါ့နော်ကျွန်တော်တို့က level တစ်ခုရောက်လာတဲ့ခါကျလို့ရှိရင်ဘာတွေပါမယ်ကိုယ့်ရဲ့အကြောင်းအရာကိုခေါင်းထဲမှာပေါ်လာတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့ကိုဘယ်ဘိုင်းကိုသွားချင်တာလဲကိုနဲ့ရေးချင်တာလားနော် blog post ရေးချင်တာလားဆိုတာကိုကျွန်တော်တို့သိရတဲ့အခါကျလို့ရှိရင်ငါရဲ့ prompt မှာတော့ဘယ်အကြောင်းတွေတော့ထည့်ရမယ်ဆိုတာကိုသိပါလိမ့်မယ်ဒါဆိုလို့ရှိရင်သူပြန်ပြောတယ်you want me
to also draft 3 alternative version ပေါ့အဲ့တော့ AB testing နေပါလာပြီပေါ့နော်ဒီတော့ကျွန်တော်တို့ကဒါ ICIE framework ကိုသုံးပြီးတော့ကျွန်တော်တို့ဒါ prompt ကိုရိုက်ကြည့်လိုက်တယ်ဒီတော့ရလက်ကကောင်းတယ်ပေါ့နော်နောက်တစ်ပိုင်းကိုတွားကြည့်အောင်နောက်တစ်ပိုင်းကျတော့ကျွန်တော်တို့ကcraft formula crafting detail prompt ပေါ့နော်ဒီကောင်ကလည်းဒါ powerful တော်တော်ဖြစ်တဲ့လူသုံးလည်းအရင်များတယ်နာမည်ကြီးတဲ့ tool framework ထဲမှာပါတယ်ပေါ့နော် formula ကိုကျွန်တော်တို့က unpack လုပ်ကြည့်တဲ့ခါကျလို့ရှိရင်clarity ဖြစ်ရမယ်ပြီးတော့လို့ရှိရင် row ပါမယ် action ပါမယ် format ပါမယ်ပြီးတော့လို့ရှိရင်ထုံးပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်တို့prompt လေးရိုက်ကြည့်မယ်ပေါ့နော် prompt ရိုက်ကြည့်တဲ့ခါကျလို့ရှိရင် C ဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကကျွန်တော်တို့ content ပါမယ် row ပါမယ် action ပါမယ်နောက်တစ်ခုက format ပါမယ်ထုံးပါမယ်ပေါ့နော် format ထုံး action row clarity ပါမယ်ဒီတော့ကျွန်တော်တို့စိုင်းပြီးတော့ရိုက်ကြည့်ရမယ်ဆိုတော့ကျွန်တော်တို့က row အပေါ်ကထားလိုက်မယ် UI career coach ဒါဆိုလို့ရှိရင်ကျွန်တော်တို့ row ပေါ့နော်ဒါဆိုလို့ရှိရင် avoid fresh graduate ဒါဆိုလို့ရှိရင် content ပေါ့နော်ပြီးတော့လို့ရှိရင် right find career right find career tips ဆိုတာကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့က action ပေါ့နော်သူလှုပ်ဆောင်ရမယ့်အချက်ပေါ့နောက်တစ်ခုကကျတော့ bullet point format ထည့်တယ်ပြီးတော့လို့ရှိရင် with encouraging tool craft prompt နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးနားလည်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီ framework နှစ်ခုပြီးသွားပြီပေါ့နော်ဒါဆိုလို့ရှိရင် craft formula ပြီးပြီဒါဆိုလို့ရှိရင် ICIE model ပြီးသွားပြီပေါ့နော်ဒီ formula တွေကျွန်တော်တို့ကသုံးထပ်သွားမှာဆိုလို့ရှိရင်ကျွန်တော်တို့က prompt engineering မှာတော်တော်လေးကောင်းလာပြီလို့ပြောလို့ရတယ်ပေါ့နော်နောက်တစ်ပိုင်းကတော့ဒါကျွန်တော်တို့ step by step prompt demonstration ပေါ့ဒီ composition ပေါ့နော်ဒါကတော့ entity goal objective ဖြစ်မယ်primary goal ရှိရမယ် summarize လုပ်ခိုင်းမှာလား generate idea လုပ်ခိုင်းမှာလား translate လုပ်ခိုင်းမှာလားrelevant data တွေ constraint တွေ background detail တွေဒါတွေသိချာထည့်ရမယ်နောက်တစ်ပိုင်းကတော့ row ပေါ့နော်နောက်တစ်ပိုင်းကတော့ specify output requirement format တွေ length တွေ style တွေပြီးတော့inclusion exclusion ပေါ့နော် inclusion ဆိုတာကကျွန်တော်တို့ဘာကိုပြောရလဲဆိုလို့ရှင်ပါဝင်ရမယ့်အချက်တွေ exclusion ဆိုတာကမပါဝင်ရမယ့်အချက်တွေဒါဆိုလို့ရှင်ကျွန်တော်တို့က bullet point တွေအများများနေရဆိုလို့ရှင် exclusion အနေနဲ့ bullet point ကိုရှောင်အောင်မယ်ပေါ့နော်ဆိုတော့ AI ကိုအသုံးပြုတဲ့အခါမှာကျွန်တော်တို့ကဘာသတိထားမလို့ဆိုလို့ကိုမလိုချင်တဲ့အကြောင်းအရာကိုလိုချင်တဲ့အကြောင်းအရာကိုပြန်ပြီးတော့ထည့်မယ် refine လုပ်ရတဲ့အပိုင်းကတော့ကျွန်တော်တို့ကဘယ်ပိုင်းနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ prompt ကိုစမ်းလိုက်စမ်းပြီးတော့လို့ရှိရင်ကိုမကြိုက်မချင်းကျွန်တော်တို့ပြင်မယ်ပြီးတော့လို့ရှိရင် test ပြင်လုပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်မှာပါတဲ့ဒီ prompt လေးကိုကျွန်တော်စမ်းကြည့်မယ်ဒါဆိုလို့ရှိရင် row ပါတယ်ဒီဟာကိုပြန်ပြီးတော့ test လုပ်ကြည့်ပေါ့နော်ကျွန်တော်ဒီ content မှာတော့ကျွန်တော်တို့ဒီဘယ်ဟာတော့ row ဘယ်ဟာတော့ context ဘယ်ဟာတော့ action ဘယ်ဟာတော့ format ဘယ်ဟာတော့ထုံးဆိုပြီးတော့ကျွန်တော်မပြတော့ဘူးဒီသင်ခန်းစာရဲ့အင်စာအနေနဲ့ကျွန်တော်တို့ဒီဟာလေးကိုကျွန်တော်တို့ဒီ prompt လေးကိုခွဲခြားကြည့်စေချင်တယ်ဒါမှလည်းကိုယ့်ရဲ့ level ကတက်လာမယ်ပေါ့နော်ဒီ prompt နဲ့ပတ်သက်ပြီးတော့တော်တော်လေးဒီ model နှစ်ခုလည်းကျွန်တော်နားလည်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့အခုနောက်တစ်ခုအနေနဲ့ကျွန်တော်တို့ဗာစမ်းမလဲဆိုလို့ရှိရင်ကျွန်တော်တို့ AI မှာအဓိကအရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင်row ရယ် context ရယ်ဒီနှစ်ချက်ကတော်တော်လေးအရေးကြီးရယ်ပေါ့နော်စမ်းကြည့်မယ်ပေါ့နော်ဆိုတော့ idea ပေါ်လာတဲ့ဒီသူတွေနဲ့အတူတူစမ်းကြည့်မယ် digital marketing trainer ဆိုတော့ explain သူ့ကိုဘာလုပ်ခိုင်းမှာလဲ AP explain digital marketing 2A
beginner ဒီတော့ကျွန်တော်တို့က use bullet point သုံးကြည့်မယ်ပေါ့နော် bullet points စကားလုံးကြီးကကျွန်တော်ဘယ်လောက်သတ်မှတ်မလဲပေါ့နော် was ထုံးထည့်ကြည့်မယ်ပေါ့နော် simple language ပြောရလို့ရှိရင်ကျွန်တော် example ထည့်ကြည့်မယ် example ကကျတော့ style style ပြီးသွားလို့ရှိရင်ကျွန်တော်တို့က okay ဒါဆိုလို့ရှိရင်ကျွန်တော်စမ်းကြည့်ရအောင် stack small be know your audience contents first ပြီးသွားလို့ရှိရင် social media SEO basis email marketing test everything ပြီးသွားလို့ရှိရင် measure results ပေါ့နော်ဒီတော့ကျွန်တော်တို့ဒီဟာလဲပြီးပြီဆိုတော့ကျွန်တော်နောက်တစ်ပိုင်းကတော့ဒါနောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံးကြမယ်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ ICIE နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောခဲ့တယ်ပြီးတော့ craft နဲ့ပတ်သက်ပြီးကျွန်တော်ပြောခဲ့တယ်ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ကျွန်တော်ထည့်ပေးတာလေးရှိရပါတော့the more specific your prompt the more accurate the response ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်တို့က practice make perfect အဲ့တော့ကျွန်တော်တို့မြန်မာလေ့ကျင့်ဖို့လိုတယ်နောက်တခြားသော framework တွေလည်းရှိသေးရပါတော့အဲ့တော့ကျွန်တော်တို့ရဲ့အိမ်စာအနေနဲ့ကျွန်တော်တို့က prompt နေကျွန်တော်ရိုက်ကြည့်ပြီးသွားလို့ရှိရင်ဒါ strong prompt အနေနဲ့ပြောင်းကြည့်ပြီးသွားလို့ရှိရင်ကိုယ့်ရဲ့prompt ရိုက်တဲ့ skill ကတော်တော်ကြီးတက်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ရယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်